ကြတယ်ဆို40-60ဆိုတဲ့နောက်တစ်ခုမှဆိုလို့ရှိရင်ဘာကြောင့်လဲဆိုဝန်ထမ်းတွေကိုခြားထားပြီးတဲ့ကွက်တွေဖြစ်တယ်လို့အဲ့ဒီမှာဝယ်ထားတဲ့လူတွေအားလုံးကိုနိုင်တဲ့လောက်ကိုဝယ်လိုက်တဲ့အခါကျ40-60ကနေပြီးတော့မှ20-60ဝယ်တယ်20-60ဝယ်လိုက်တဲ့အခါကျတော့တယောက်ကမူရင်းကိုကင်ထားတယ်တယောက်ကအမိတူရရတယ်ဒါပေမဲ့မူရင်းချမ်းသာလူကတော့3,000ပေးရတယ်ဆိုလို့ရှိရင်မိတူချမ်းသာက3,000လောက်နဲ့လေအမှရထားတယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးနေထိုင်မယ်နောက်အဆောင်ဆောင်မယ်အေးချမ်းချမ်းပဲဒီမှာပဲဘောမြုပ်နိုင်မယ်ဆိုတဲ့လူတွေအတွက်တော့ဒီဟာတော့ဘာမှပန်းမကြည့်ဘူးတိုးတော်လည်းပဲအိမ်ချမ်းကြီးကအတင်းတခါလေးလှုပ်လို့သလိုပေါ့နော်အဖြစ်လာတဲ့အခါကျတော့ပါမီဝယ်ထားတဲ့လူတွေကလည်းသူကဟိုက9,000တန်က6,000တန်9,000ဖြစ်တဲ့ကပြန်ရောင်းနေတဲ့အခါမှာအဲ့ဒီမှာဝူရင်းကင်ထားတဲ့လူနဲ့ဆိုပြီးလေဆိုတဲ့အခါကျတော့ဒါဆိုလို့ရှိရင်သူကအခုကအရင်တော့ကပေါဝါယူထားပြီးတော့မှဆောင်ရွက်လို့ရတယ်ဆောင်ရွက်လို့ရလို့ဒီတိုင်းနဲ့မိတူနဲ့လည်းကင်ထားလို့ရတယ်ပုံကူတွေကအခုမရတော့ဘဲနဲ့အနည်း60ဂရမ်ကြီးကိုနောက်ဆုံး2ယောက်နာမည်ဖောက်အနည်းနာမည်ဖောက်တော့မယ်ဆိုလို့ရှိရင်ဒီတိုင်းမဖောက်ဘဲနဲ့အရင်တော့ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့တာဆိုလို့ရှိရင်တော့2ယောက်ပေါင်းပြီးတော့ကျွန်တော်တို့ကရေကုန်ကူးလိုက်တယ်ရေကုန်ကူးပြီးတော့မှစာရုပ်စာတမ်းရုပ်ကြမှာစာရုပ်ချုပ်တဲ့အခါမှာသူကခေါ်ရချမ်းသူကချင်းချမ်းဆိုပြီးတော့မှဒီလိုတစ်ချမ်းစီတဲ့နေပြီးတော့မှတချို့ကနာမည်ပြောင်းနေတဲ့လူကလည်းဒီတစ်ချမ်းကိုပြောင်းယူသွားပြီးတော့တစ်ချမ်းကိုဟိုဘက်နာမည်နဲ့ပဲကျွန်တော်မပြောင်းနေလို့ဆိုဘူလာအမီတော့လူနဲ့ပဲကင်ထားတာမျိုးအဲ့လိုမျိုးတွေလည်းရှိခဲ့တယ်အခုကျတော့အဲ့ဒီပြဿနာတွေဘာဖြစ်လာလဲဆိုတော့အော်ဝါဒီလာလည်းသုံးမတည့်ဘူးဆိုတော့အဲ့ရက်ွက်ပြီးမှဆိုလို့ရှိရင်တော့တို့ကိုလွယ်ရိုက်ပြန်တော့ကျွန်တော်လည်းဆရာရဲ့မဆောင်နိုင်သေးဘူးအော်ဝါနဲ့ပဲကင်ထားမယ်ဆိုပြီးတော့မှ၄-၅ခုလိုက်ချုပ်ပြီးခဲ့ပြီးတော့ပေါ့နော်အဲ့တော့အခုကအော်ဝါဒီကအသုံးမတည့်ရဘူးဆိုတော့အဲ့ဒီလူကလည်းကိုယ်လည်းနာမည်ပြောင်းအော်ဝါချမ်းကင်ထားတယ်တစ်ဖက်ကလည်းချမ်းကင်ထားမွေးရင်းကလည်းချမ်းကင်မိတူကလည်းတခြားကင်ဆိုတဲ့ကကြတော့နောက်ဆုံးကျတော့အဲ့ဒီဂေယာအမီပုဂ္ဂိုလ်ကိုပဲသွားပြီးတော့ပြောင်းဆုံးမှခြေလုံးဖက်ပြီးတော့မှဒါအယောင်းမျိုးကိုကူရတယ်အယောင်းမျိုးကိုကူတဲ့အခါအယောင်းမျိုးကိုကအရင်ကတီချာပုဂ္ဂိုလ်လုပ်ချင်တဲ့အချိန်မှာလုပ်လို့ရတယ်ဖွဲချင်တယ်ဖွဲလို့ရတယ်ကူတွဲနေလို့လည်းရတယ်အခုကျတော့အဲ့လိုမျိုးမို့တော့ရတယ်စပြီးတော့ခွဲလိုက်ဂေယာခွဲစိတ်မျိုးကိုအရင်တင်ပြီးတော့မှဒီကအယောင်းမျိုးနဲ့တွဲလို့ပြီးတော့မှဆုလို့စာချုပ်လို့တခါလေ3-4ခုပေါ့နော်ဒီတိုင်းဒီပုံလို့ဘုံလုံးလုတ်ခိုင်းတဲ့အခါကျတော့မြေပုံကူးတာက1လလောက်ပဲကြာတဲ့ဟာအခုကအဲ့ဒါနဲ့လေနေဆုံး3လလောက်ကြာပြီးတော့ကုန်ကျစရိတ်ကလည်းအရင်က10သိန်းပဲကုန်ပဲပေါ့နော်အခုဆိုတဲ့ဟာတွေကအခုအဲ့ဒီအစင်လေးတော့မှာပဲ340ကုန်တဲ့အခါကျတော့လုပ်ငန်းလုပ်ရတဲ့အခါမှာအများကြီးအခက်အခဲတွေကြုံတွေ့ရတာပေါ့အဲကြောင့်မလို့ကအင်ဂျင်နီယာဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေမှာကိုကဝယ်ပြီးပြီဆိုလို့ရှိရင်မိတူချမ်းသာ၊ဘူရင်ချမ်းသာဘယ်စိတ်ကိုရောက်နေပြီလဲအစရှိတဲ့ဒါတွေကိုတေချာလေ့လာထားသင့်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တော်တော်များများကတော့ပွဲတိုင်းမှာလို့ပြောပြကြတယ်။ပြောပြကြတာကျွန်တော်စေနာအပြည့်ဝနဲ့ကျွန်တော်ရဲ့ဘဝနဲ့ရည်ရတဲ့အတွေ့အကြုံတွေကကျွန်တော်ပြောတာပါ။ဘာကြောင့်လဲဆိုတော့ဆရာမင်းစာချုပ်ကိုရနော်စေတဲ့အစင်တဲ့ဆုံနဲ့တုံနဲ့ဆိုင်ကနေဝယ်ပြီးတော့မှအဲ့ဆရာမင်းစာချုပ်နဲ့ချုပ်ကြတာအန္တရာယ်များတယ်သိအန္တရာယ်များတယ်ဘာကြောင့်လဲဆိုတော့ဘာမှမဖြစ်ဘူးရှင်းလာပြီဆိုလို့ရှိရင်အမှန်အကန်ဝယ်ထားတဲ့သားနဲ့စာဥစာတမ်းမှာပြည့်စုံမပါတဲ့အတွက်ကြောင့်ပဲမှန်ရသားနဲ့လေကိုယ်ကမှန်ဖြစ်ပြီးတရားရုံးမှာခါလေးကြလို့ကြံ့ကြာမှုရှိတတ်တယ်ဆုံးရှုံးမှုရှိတတ်တယ်